ကဲဗျာလုပ်ငန်း3နှစ်ကကြံနေသေးတဲ့ pickup model မြင်လေးစီးကိုကျွန်တော်ရောင်းချပေးမယ်ခင်ဗျာနော် Mitsubishi Mini ကတ်လေးပါ2008 model ဖြစ်ပါတယ်ခင်ဗျာနော်ပြည်တန်းလက်ပတ်အမြင့် model မြင့်2008ပြည်တန်းနဲ့ရပါမယ်ခင်ဗျာကားကုနဲ့ရှင်နေကောင်းပါတယ်ပတ်လည်မှာလည်း Aussie တော်တော်များများကြံအောင်မယ် frame နေ short ပေါင်းနေကြမ်းကင်းနေအကုန်တန့်တယ်နော် Aussie ပဲကြံပါအောင်မယ်ပြန်သိဝင်နိုင်ခြင်းလုံးဝမရှိပါဘူးခင်ဗျာနော် Aussie ဆိုရင်85 90လောက်ကြံအောင်မယ်ခင်ဗျာပတ်လေးလိုက်ပြပေးမယ်အတွင်းကန်းလေးလည်းပြပေးမယ်နော်အောက် frame လေးရိုက်ပြပေးပါပဲ frame လေးတော်တော်တန့်နေနော် frame လေးတွေအဆွေးနာစားမရှိဘူးပြန်သေးဝင်လာခြင်းမရှိပါဘူးခင်ဗျာအယိုးစီတိုက်ခိုက်အတွက်လည်းတရားကန်တော့တောင်းယူပြီးတော့ရောင်းချပေးနေတာဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့နောက်ကျန်းကလေးနောက်မှဆိုရင်လည်း3ထက်ကို2ခုပါမယ်နော်အမိုးကိုင်းခြေနေ3ထက်ကို2ခုမှပါသေးတယ်ကဲဒါကတော့ဒီဘက်တန် frame လေးပါနော် frame လေးနှစ်ဖက်လုံးတန့်ပါတယ်ခင်ဗျာအတွင်းကန်းလေးလည်းကျွန်တော်ပြပေးမယ်နော်ကဲဒါကတော့အတွင်းကန်းလေးပါ AC power အစုံပါမယ် air con လည်း AC နေရမယ် power CI နဲ့ပေါ့ပါတယ် short ပေါင်းနေတန့်တယ်ပြန်သိဝင်လာခြင်းမရှိဘူးနောက်ကြောမီလေးလည်းတန့်ပါတယ်ခင်ဗျာ2008 model အခရာ PN နဲ့ရမယ်ခင်ဗျာနော် 4V ခလုတ်အလုပ်လုပ်ပါတယ် 2V 4V ပြောင်းလို့ရပါတယ်ခင်ဗျာနော်လိုင်းစစ်တက်တန်းကလည်း2019 17လပိုင်းကြီးကြာပါသေးတယ်ခင်ဗျာကဲဒီကားလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရောင်းပေးမယ့်ဈေးလေးက968သိန်းကိုညှိနှိုင်းရောင်းချပေးမယ်စိတ်ဝင်စားတဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်လေးက39966465 999ကိုဆက်သွယ်မြန်ဆုံးလာပါတယ်ခင်ဗျာ